တော့ဆက်လက်ပြီးတော့ကျွန်တော်ပြောချင်တယ်ဒီဟာလေးပြီးတော့ပေါ့နော်နောက်တစ်ခုထပ်ပြောပါမယ် file ပါfile ဆိုတဲ့နေရာမှာဒါ Windows Office version လေးမြင်လာလို့ပေါ့နော်new က open မှာတိကျလေးတွေဒါ information တွေ seed တွေပေါ့နော် file တစ် file ကို seed မယ်ဆိုရင် control s ပါcontrol s လို့ seed လိုက်တယ်ပေါ့နော်သို့မဟုတ်ညာ file တစ် file ကိုစာရိုက်နေနဲ့လျှက်စစ်ပြတ်တောက်သွားနိုင်ပါတယ်ဓာတ်ရဲ့ battery ဘယ်လောက်ပဲခံသည်ဖြစ်စေပေါ့နော်ပြီးတော့ရှင်ဒီ battery တွေပြတ်တောက်မှုမရှိရင်တော့မှ software error တက်ပြီးတော့ပိတ်သွားတိုင်ကျွန်တော်တို့ရိုက်ထားတာတွေဆုံးရှုံးသွားနိုင်တယ်ရှိပါတယ်အဲ့တော့အကျဉ်းလေးလုပ်ပြီးတော့ရိုက်ပြီးတော့ကိုတရိယာအချိန်နဲ့ control နဲ့ s လေးနဲ့တွဲပြီးတော့ save ပါသို့မဟုတ်ရင်ဒီအပေါ်ပိုင်းတွေမှာပါပါတယ်ဒီလိုပုံစံလေးပါပါတယ် save ဆိုတာလေးထောက်လိုက်ပါသို့မဟုတ်မတိကျဘူးဆိုရင် file ကိုသွားပြီးတော့ဒီနေရာမှာ save ဆိုတာလေးကိုထောက်လိုက်ပါအဲ့ဒါ file ကိုသိသိရှင်းပါအဲ့တော့နောက်ထပ်အခုပြောချင်တာ PDF file foundation တွေတွားပါမယ်အဲ့တော့ CS ပြီးတော့ CS ပေါ့နော်အဲ့ဒါရဲ့ shortcut ကတော့ control s ပါပြည်တော်စုဖောင်ကိုသုံးဆွဲနေ control ကိုတွားကီးညီးတက်တာဖြစ်တဲ့အတွက်ဒီကိုပဲတွားပါ save ထောက်လိုက်ပါမယ်အဲ့ဆိုရင်ကျွန်တော်ဒီလိုလေးပေါ်လာပါလိမ့်မယ်ဒါနောက်ပိုင်းတော်များများဘာရှင်းအမြင့်နောက်ပိုင်းတော်များများဘာရှင်းအမြင့်ကိုပဲ3-4ထားရှိတဲ့အတွက်ဒီလိုပဲပေါ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်ကဘယ်နေရာမှာသိသိမလဲပေါ့ဒီပထမဆုံးဒီအားလေးကလိုထောက်လိုက်မှဆိုရင်ကျွန်တော်တို့ရဲ့ location မှာဒီ web file မှာဘယ်နေရာမှာသိသိမလဲပေါ့နော်ကျွန်တော်တို့ desktop ပေါ်မှာသိမှဆိုရင် desktop ကဒါတော့ computer နဲ့သုံးစွဲဖို့လူလိုက်သိပါ this pc ဆိုလဲ this pc ကဒီထဲမှာသိမှဆိုလဲဒီထဲပေါ့နော်အဲသိမှဆိုပြီးရင်ကျွန်တော်တို့က file name ကိုပေးရပါမယ်ညမှာ file name တစ်ခုပေးပါတယ်ပြီးရင် cs type ပါwhat တော့ခုမှကျွန်တော်1နဲ့ရိုက်ပြီး1နဲ့ save မယ်ဆိုတော့ဒီလိုပါအဲဆိုဒီကောင်အခုကျွန်တော်ရိုက်လိုက်တဲ့ file ကို PDF file ပြောင်းချင်တယ်ဆိုရင်ဒီနေရာမှာ cs type ဆိုတဲ့နေရာမှာ PDF ဆိုတာရှိပါတယ်ပြီးရင် save လိုက်ပါတယ်အဲ့တော့ဒီအခုလက်ရှိကျွန်တော်ရိုက်နေတဲ့ file ဟာကျွန်တော် save လိုက်တဲ့ this pc ထဲကဒီထဲမှာဒီနာမည်နဲ့ကျွန်တော် PDF file ရရှိသွားပါပြီအဲ့တော့ web file တွေကို PDF file ပြုလုပ်တဲ့ဆိုရင်အဲ့လိုပြုလုပ်ပါ Excel တို့ PowerPoint တို့လည်းအဲ့တိုင်းပဲပြုလုပ်လို့ရပါတယ် web file မှာဒီအောက် PDF file လုပ်ချင်တယ်ဆိုရင် file ကိုသွားပါ CS ပါတော့ဒီတိုင်းပဲဒါတော့မပြောင်းလဲဘူးဆိုတော့ post review ပေါ့နော်ဒါကျွန်တော်ရိုက်လက်စာ file မှာအဲ့တော့ဒီ file ရဲ့အတိုင်းပဲပေါ့နော်သူလက်ရှိရှိနေတဲ့ file ရဲ့အနားမှာပဲပေါ်မှာပါဒါ location တွေတကူတကသွားမရှာတော့ PDF file ပြောင်းပြီး save လိုက်ပါမယ်လိုက်ပါမယ်ဒီနေရာမှာပါဆိုတော့ဒီမှာလည်းနေအဲ့လိုဆို PDF file ပါဒါ PDF file ပါအဲ့တော့ PDF file ကိုအဲ့လိုပြုလုပ်ပါတယ်အဲ့ထပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဟာချစ်ရတယောက်က file တစ်ခုရိုက်သွားပါတယ် Excel သို့မဟုတ် Word သို့မဟုတ် PowerPoint ရိုက်သွားပါတယ်ကျွန်တော်တို့ကထပ်ဝင်လာပြီးတော့သူ file ဘယ်နားမှာတင်ထားတာလဲလုံးဝမသိပါဘူးဒါပေမဲ့ကိုကသူ့ကိုလည်းဆက်သွယ်လို့မရဘူးဒီ file ကိုအရေးတကြီးဖွင့်